နေ့စဉ်မိနစ်30နာရီဝက်လောက်လမ်းလျှောက်ပေးခြင်းအပြင်နှလုံးရောဂါဖြစ်ပွားမှုနှုန်းကို40%လောက်လျော့ကျစေနိုင်တယ်ဆိုတာကိုသင်သိပါသလားအားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့နေ့စဉ်မိနစ်30လောက်လမ်းလျှောက်မယ်လေ့ကျင့်ခန်းလုပ်ပေးမယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးကျန်းမာရေးကောင်းကျိုးတွေရရှိလာနိုင်လဲဆိုတာကိုကျန်းမာရေးဘုဒ္ဓတာအနေနဲ့ဝေမျှပေးသွားမှာဖြစ်ပါတယ်နံပါတ်1ချက်အနေနဲ့ကတော့နေ့စဉ်မိနစ်30လောက်လမ်းလျှောက်ပေးမယ်ဆိုလို့ရှိရင်နှလုံးကျန်းမာရေးအတွက်အထူးကောင်းမွန်စေပါတယ်နှလုံးရောဂါဖြစ်ပွားမှုနှုန်းတွေကို40%လောက်လျော့ကျစေနိုင်ပါတယ်။သွေးတိုးရောဂါဖြစ်ပွားမှုနှုန်းတွေတချို့ကြောက်ကြတဲ့လေဖြန်းတာလေဖြတ်တာစသဖြင့်ဒီလိုမျိုးရောဂါဖြစ်ပွားမှုနှုန်းတွေကိုလည်းလျော့ကျစေနိုင်ပါတယ်။နံပါတ်2ချက်အနေနဲ့ကတော့စီးကျိုရောဂါဖြစ်ပွားမှုနှုန်းကိုလျော့ကျစေပါတယ်။အကယ်၍စီးကျိုရောဂါရှိတဲ့သူဆိုလို့ရှိရင်လည်းနေ့စဉ်မိနစ်30 45မိနစ်လောက်လမ်းလျှောက်ပေးမယ်ဆိုလို့ရှိရင်သွေးရင်းတကြားတက်ကိုလည်းထိန်းနိုင်စေနိုင်ပါတယ်။စီးကျိုရောဂါဖြစ်ပွားမှုနှုန်းတွေကိုလည်းလျော့ကျစေနိုင်ပါတယ်။နံပါတ်3ချက်အနေနဲ့ကတော့ဒီ healthy weight လို့ခေါ်တာပေါ့နော်ကျန်းမာတဲ့ခန္ဓာကိုယ်အလေးချိန်ရရှိစေနိုင်ပါတယ်အဝလွန်တာတွေအဝလွန်ခြင်းကြောင့်ဖြစ်လာမယ့်နောက်ဆက်တွဲရောဂါဖြစ်ပွားမှုနှုန်းတွေကိုလည်းလျော့ကျစေနိုင်ပါတယ်နံပါတ်4ချက်အနေနဲ့ကတော့ဒီအယိုးတွေကြွက်သားတွေကနေ့စဉ်နိုင်ဝက်လောက်လမ်းလျှောက်ပေးမယ်ဆိုလို့ရှိရင်အယိုးစစ်တွေကြွက်သားတွေကသွေးလည်ပတ်မှုတွေကောင်းမယ်ကျန်းမာတန်ဆွမ်းမှုကိုပိုင်ဆိုင်နေမှာဖြစ်ပါတယ်နံပါတ်5ချက်အနေနဲ့ကတော့ကျွန်တော်တို့မှာခန္ဓာကိုယ်မှာဒီ immune system လို့ခေါ်တာပေါ့နော်ခုခံအားစနစ်ဆိုတာရှိတယ်အဲ့ဒီခုခံအားစနစ်တွေကိုလည်းတစ်နေ့ကိုမိနစ်30လောက်လေ့ကျင့်ခန်းလုပ်မယ်ဒီလမ်းလျှောက်မယ်ဆိုလို့ရှိရင်ဒီ immune system လည်းကောင်းမွန်လာနိုင်စေပါတယ်နံပါတ်6ချက်အနေနဲ့ကတော့ဒီအုံနောက်ကလုပ်ငန်းဆောင်တာတွေပေါ့နော် brain function လို့ခေါ်တာပေါ့အဲ့ဒါတွေကိုပုံမှုပြီးတော့ကောင်းမွန်စေပါတယ်အာရုံစူးစိုက်ရတာတွေပို့ပြီးတော့ကောင်းလာတယ်မှတ်သားရတဲ့ခါတွေမှာပို့ပြီးတော့မှတ်သားရတာတွေပို့ပြီးတော့ကောင်းမွန်လာနိုင်ပါတယ်နံပါတ်9ချက်အနေနဲ့ကတော့ဒီစိတ်ပိုင်းဆိုင်ရာနဲ့ဆိုင်တဲ့ mental health ပေါ့နော်စိတ်ဖိစီးမှုတွေစိတ်ညစ်စရာတွေစိုးရိမ်ပူပန်မှုတွေကိုလျော့ကျစေနိုင်ပြီးတော့ကျွန်တော်စိတ်ခံစားမှုတွေပိုပြီးကောင်းမွန်လာတာမျိုးတက်ကြွလန်းဆန်းတာမျိုးပေါ့နော်စသဖြင့်ဒီလိုမျိုး mental health နဲ့ဆိုင်တဲ့စိတ်ပိုင်းဆိုင်ရာလန်းဆန်းမှုတွေကိုလည်းရရှိစေနိုင်ပါတယ်နံပါတ်10ချက်အနေနဲ့ကတော့ဒီ sleep quality လို့ခေါ်တာပေါ့နော်ညဘက်အိပ်မပျော်တာတွေနည်းသွားမယ်ပြီးတော့နှစ်ချိုက်အိပ်ပျော်စေနိုင်ပါတယ်အဲ့တော့တနေ့ကိုမိနစ်30လောက်လမ်းလျှောက်ပေးခြင်းအပြင်ကျန်းမာရေးကောင်းကျိုးတွေကျွန်တော်ပြောပြပေးခဲ့တာအများကြီးပါအဲ့လိုမျိုးကျန်းမာရေးကောင်းကျိုးတွေများစွာရရှိစေနိုင်ပါတယ်ဒါကြောင့်မလို့လေတချို့သူတွေကအိမ်ရိုင်းမှာအိမ်နေတဲ့ချိန်မှာတချို့တွေကမနက်ပိုင်းမှာထားပြီးတော့လမ်းလျှောက်တယ်ဒီကျန်းမာခြင်းကိုရှောက်ခွေနေကြတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ခုဝင်ပြပေးခဲ့တဲ့ကျန်းမာရေးကောင်းကျိုးတွေများစွာရရှိတဲ့လမ်းလျှောက်ခြင်းကိုလိုက်လုပ်ဖို့လည်းတိုက်တွန်းခြင်းပါတယ်တကယ်လို့မလုပ်ရသေးဘူးဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့နောက်ရက်တွေမှာလိုက်လုပ်ဖို့လည်းတိုက်တွန်းခြင်းပါတယ်လိုက်လုပ်မယ်ဆိုလို့ရှိရင်လည်းလိုက်လုပ်မယ်ဆိုတဲ့အကြောင်းကို comment မှာရေးခဲ့လို့ရပါတယ်တခြားသူတွေသိရအောင်လည်းဝေမျှပေးခဲ့ကြပါဦးကျွန်တော်ခုဝေမျှပေးခဲ့တာလေးတွေကကိုယ့်အတွက်ဘုသူတရရဲ့အသိပညာတစ်ခုခုရတယ်လို့ထင်ရင် like လုပ်ခဲ့လို့ရပါတယ်အသေးပေးခဲ့လို့ရပါတယ်သိချင်တာတွေမေးချင်တာတွေရှိရင်လည်း comment မှာမေးခဲ့လို့ရပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ပါမယ်ကျေးဇူးပါ